မအေးရာအဖြစ်ရဲ့အမှန်ပါချင်နေခလေးနှခါဖြစ်တဲ့အနန္တဝေမီအမေအရွယ်90တွေမို့ဖြိုးသွယ်ရင်းငါကင်းရပြီလေစံပြူလို့သွားကျွေးငါငါငင်းလေးတွေကျွေးပြက်နေပေါ့အမေသားရဲ့အကြည့်လဲမွဲတတိလဲလွယ်ပြီးလဲမပြီးတော့ပါပဲအမေတို့ပြားစလားလေးတွေပြောတိုင်းအတန်လိုက်ခတ်လို့နေဒုက္ခရမရာအိုးစရာတောင်းအမေဘဝနေဆောင်မီကိုကောင်းကောင်းမသိရှာပဲမင်းစိတ်ထဲဆိုခလေးလို့ဖြစ်ခါစံပြူလို့သွားကျွေးငါကနေလေးတွေကျွေးပြက်နေပေါ့အမေအသားရဲ့အကြည့်လဲမွဲတတိလွယ်ပြီးလဲမပြီးတော့ပါပဲအမေတို့ပြားစလားလေးတွေပြောတိုင်းအတန်လိုက်ခလို့နေဒုက္ခမရာစိုက်ကြည့်မချိုက်ကြည့်ပုံတွေညမလေးခလေးဘုသူတူမလေးရဲ့လို့လိုက်ပါတော့ကြားတွေ့ပါပဲအမေစားနေရအစားစားတွေအမေသွားနေရဖရားရတွေအားလုံးမိပါပြီလေအသက်ပေးရှိပါလေအမေဝေးတွေ့လာဘဝပေးမလာပဲအိုးဒီနေ့ရောက်ခဲ့ကစားနေအမေ
မေစိတ်ထဲ